တာဝန်ရှိပါတယ်အဲကြောင့်ကျွန်တော်တို့နိုင်ငံမှာလူမျိုးပေါင်း135မျိုးရှိလို့ကျွန်တော်သိပါတယ်အဲ့ဒီမှာလူဟန်ဂျာဆိုတာလူမျိုးကရှိပါသလားလို့ကျွန်တော်ဘာဖြစ်လို့ဒီမိခန့်ကိုကဲကဲတမ်းဖြည့်ပြပါခြင်းနဲ့ဘာဖြစ်လို့ကျွန်တော်တို့ဘာလိုက်ရမဟုတ်ဘာလိုက်လို့ဆိုတာကကျွန်တော်နားလေတော့ကမရှိတဲ့ဟာကိုရှိလို့ပြောတဲ့ဟာဘာလိုက်တာမရှိရင်မရှိလို့ပြောဖို့ဟာအကုန်လုံးနိုင်ငံသားတိုင်းဒီလိုသားတိုင်းမှာတာဝန်ရှိလို့ကျွန်တော်ခံယူပါတယ်အဲ့ကြောင့်ဒီမိခန့်ကိုဖြည့်ပြပါလို့ကျွန်တော်မိတ်တရားခံပါတယ် The question is, 135 ethnic groups and tribes have been recognized in Burma. The question is whether Rohingya is one of the 135 people or not. ဒီကတော့ဒီမေးခွန်းက out of question ပါမေးတဲ့လူကလည်းသူတိတိနဲ့မေးတယ်လို့ကျွန်တော်နားလည်ပါတယ် This question should not have been asked in the first place. We believe that the one who asked the question knows the answer already. တခုလို့ရှိပါတယ်ကျွန်တော်တို့ဟာလူမျိုးရေးဘာသာရေးခွဲခြားတဲ့စိတ်နှလုံးမျိုးမရှိဘူးဆိုတော့အရင်ရှင်းအောင်ပြောထားကြပါမယ် Firstly, I'd like to stress that we have no attitude discrimination against discrimination based on ethnicity or religion. No such a thinking, no such a philosophy in our blood. နမူနာကြည့်ပါရခိုင်ပြည်နယ်မှာကမန်ဆိုတဲ့လူမျိုးဟာတိုင်းရင်းသားရထားပါတယ်အဲ့ဒါမွတ်စလင်တွေပါ Look at a particular ethnic group in Arakan State. It is called Kamen. It is recognized as one of the groups in Burma. They all are Muslim. အဲ့တော့135မျိုးထဲမှာရိုဟင်ဂျာမပါဘူးဆိုတာဒီကနေ့အဲ့135မျိုးလုံးကိုဖတ်ဖို့တဲ့လူတိုင်းလည်းသိတယ်တခုရှိတာကကျွန်တော်တို့ဟာကိုယ်နိုင်ငံသားဖြစ်တယ်ဆိုရင်တော့ကိုယ်နိုင်ငံသားအချင်းချင်းစောင့်ရှောက်ရမယ်ဝတ္တရားရှိတယ်ဆိုတာလည်းကျွန်တော်တို့နှလုံးပိုက်ရပါလိမ့်မယ် If those who have run through all these 135 groups were noticed that the Rohingya is not there. But at the same time, we must respect citizens' rights. ဘာလို့လဲဆိုတော့နိုင်ငံသားချင်းချင်းခွဲခြားဆက်ဆံကြမယ်ဆိုရင်ဖြစ်ပေါ်လာမဲ့အလိခါယုံတွေဟာအင်မတန်အန္တရာယ်ကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့မခွဲခြားပဲတက်နေနေလူမျိုးဘာသာရေးအတိအကျကိုကျွန်တော်တို့ရှောင်ရမယ်ပြီးရင်သူ့ရဲ့နိုင်ငံသားအခွင့်အရေးတွေကိုကျွန်တော်တို့အတူတူကကာကွယ်ပေးရမယ်အဲ့ဒီသူတွေကိုယ်တိုင်လည်းတာဝန်ယူမှုရှိဖို့လိုပါတယ် We should not have a discriminatory attitude based on ethnicity or religion. Anyone who became citizen of Burma, they should be entitled full citizen rights. At the same time, they should also be aware of their responsibility. တခုရှိတာကနိုင်ငံသားဖြစ်တယ်ဆိုရင်နိုင်ငံသားအခွင့်အရေးကိုယူရမှာဖြစ်တယ်လို့တာဝန်ယူရမယ်ဆိုတာဟာတိုင်းတစ်ပါးနဲ့စစ်ဖြစ်လာပြီဆိုတော့ကိုယ်နိုင်ငံသားခံထားတဲ့နိုင်ငံဘက်ကသစ္စာရှိနဲ့ရှေ့ကရပ်ပြီးတော့အတူတကွရင်ဆိုင်ရတဲ့သစ္စာရှိမှုကိုကျွန်တော်ဆိုလိုတာ If one enjoys full citizenship rights, the one also has responsibility to as a citizen. For example, if our country is in war with a foreign country, any citizen should be ready to defend our country. It is a clear example of taking responsibility as a citizen. ဒီမျိုးကဝကြတကြောင်းလေးနဲ့ဖြေလို့မပြည့်စုံတာဖြစ်တဲ့အတွက်အခုလိုရှည်ရှည်လာလာဖြေရတာကိုနားလည်ပါလို့ပြောရင်ဆုံးတတ်ပါတယ်ဒီလိုဆိုရင် This question cannot be answered in one sentence, so he take a little bit longer to elaborate in the way he answered the question.